ဒီနေ့မှရပါတော့ဆိုတော့ကျွန်တော်တို့ဒါဂျမနိုင်လေးကိုကျွန်တော်တို့တွားလိုက်မယ်ပေါ့နော်โอเคတွားလိုက်မယ်ဆိုရင်ဒီထဲမှာကျွန်တော်တို့ဒါကျွန်တော်ပြုံးရေးထားရပေါ့နော်ဒီပြုံးကတော့ကျွန်တော်တို့ ChatGPT မှာရေးခိုင်းထားတာဒါဗီဒီယိုထုတ်ပေးရပါတော့ဒီကကျွန်တော်ကဂျမနိုင်ကလုံးဝ pro မဝယ်ထားပါဘူးမြန်မာစကားပြောလဲလုံးဝမှန်ပါတယ်ဆိုတော့ကျွန်တော်အရင်ဆုံး ChatGPT ကိုတွားလိုက်မယ်တွားပြီးဗာရေးရမယ်ဆိုတော့ဒီမှာကျွန်တော်ရေးထားလို့မျိုးပဲကျွန်တော်ရေးထားမျိုးဒီမှာဒီလိုလေးရေးလိုက်ပေါ့နော်အောက်လမ်းဆရာဆိုတဲ့နေရာမှာတခြားဘာညာဇက်ကောင်တစ်ခုကိုရေးလိုက်ပါပြီးရင်ဒီထဲမှာကျွန်တော်ရေးထားလို့မျိုးဒီအောက်ကစာပိုက်တွေအားလုံးရေးလိုက်ပေါ့နော်ရေးပြီးဒီထဲမှာထုတ်လိုက်ပေါ့ထုတ်လိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီထဲမှာကျွန်တော်ကโอเคဒီထဲမှာကျွန်တော် photo print ကိုဒီတိုင်းမထုတ်တော့ဘူးပေါ့နော်ပုံမထုတ်တော့ဘူး video print ကိုကျွန်တော်တစ်ခါလေးယူရလိုက်မယ်ဒါ ChatGPT ထဲမှာနော် ChatGPT ကနေ video print ကိုတစ်ခါလေးယူရလိုက်မယ်ပြီးရင်ကျွန်တော်ဒီကနေထွက်ပြီးတော့ဂျမနိုင်လေးကိုကျွန်တော်တွားလိုက်မယ်ပေါ့နော်တွားပြီးရင်ကျွန်တော်ဒီထဲမှာ print လေးရေးချလိုက်ပါကူးရအောင် print ရေးချပြီးတော့ကျွန်တော်ဒီရဲ့အဆင့်လေးဆိုတာလေးနှိပ်လိုက်ပေါ့နော်အဆင့်လေးကိုနှိပ်လိုက်ပါโอเคโอเคဒီလိုမျိုးကျွန်တော်ကဗီဒီယိုထုတ်ပေးနေပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒါခဏလုံးကပေါ့နော် copy ကူးခဲ့တဲ့ဟာလေးဗီဒီယိုလေးထွက်လာခဲ့ပြီပေါ့နော်ထွက်လာခဲ့ပြီဆိုတော့ကျွန်တော်တို့ကဒါလေးကိုစိတ်လိုက်ပါစိတ်ပြီးတော့ကျွန်တော်တို့ဒါဗီဒီယိုလေးဆက်ကြမယ်ဆိုရင်ကျွန်တော်တို့ဒါကက်ကက်တွေအားလုံးမျိုးမှာလောက်ကြတော့လောက်ကြီးပေါ့နော်ဆိုတော့အားလုံးပဲကျွန်တော်ကဒီအခုမနေ့မှရလို့အခုချက်ချင်းကိုကျွန်တော်တင်ပေးတာတခြားကျွန်တော်ရဲ့တငယ်ချင်းတွေကိုလည်း share ပေးပါတယ်ဆိုတော့ကျွန်တော် AMB ကိုထုတ်ချင်တဲ့လူတွေအတွက်ပို့ပြီးတော့လွယ်ကူလာပြီပေါ့နော်ဆိုတော့ဂျမနိုင်ကိုကျွန်တော်စမ်းကြည့်ကြပါလို့ပြောချင်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနားမလည်တာရှိရင်ပြန်ပြီးတော့လာမေးလို့ရပါတယ်